ပါဇက်မရှိပဲအသက်ရှင်နေနိုင်ခဲ့သူဒီလူဟာသူ့ရဲ့ကိုရင်းအင်္ဂါရက်တွေစုံနေဆိုပေမဲ့လေသူ့မှာအများနဲ့မတူတာတော့ရှိပါတယ်။အဲ့ဒါကတော့သူ့မှာအများနဲ့မတူတာကပါဇက်လုံးဝမရှိတာပါ။တကယ်တော့ပါဇက်ဆိုတာကနေစဉ်စားတော့နေကြတဲ့အစားအသောက်တွေအာဟာရတွေစားရမယ်အပြင်မောပန်းလာရင်ရေတောက်လို့ရမယ်အရာလေးဖြစ်ပါတယ်။ဒါပေမဲ့ဒီလူကြီးကတော့ဒီလိုမျိုးအစာအာဟာရတွေမိတင်းနေထိုင်ဖို့အတွက်သူ့မှာလုံးဝပါဇက်မပါတာဖြစ်ပါတယ်။အမှန်တကယ်ဆိုရင်တော့အာဟာရရရှိဖို့လူတွေကအစားစားရတာဖြစ်ကြပေမဲ့အစာမရှိရင်အသက်သေးဆုံးနိုင်တဲ့အထီးကိုဖြစ်စေပါတယ်။ဒါကြောင့်ပဲပါဇက်ဆိုတာလူတွေအတွက်မဖြစ်မနေလိုအပ်တဲ့အရာတစ်ခုအဖြစ်ရှိနေခဲ့တာပါ။ဒီလိုမျိုးအရေးကြီးတဲ့အင်္ဂါရက်တစ်ခုကသူ့စီမှာမပါခဲ့တာတော့သူကလက်ရှိအချိန်ထိအသက်ရှင်လို့နေခဲ့ပါသေးတယ်။ဒါအပြင်သူ့ကိုချစ်မဲ့အမျိုးသမီးတူဦးကပါအနားမှာရှိနေသေးတာပါ။ဒီလူကြီးကပါဇက်နဲ့မေးရိုးမရှိပဲဘာကြောင့်အသက်ရှင်နေခဲ့တာလဲ။ယောဂကြောင့်ပဲမေးရိုးမရှိခဲ့တာလား။မွေးရပါကြောင့်အခုလိုမျိုးဖြစ်နေခဲ့တာလားဆိုတာကိုသိရဖို့အတွက်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်ပါ။တခြားသောလူတွေနဲ့လုံးဝမတူပဲပါဇက်မပါရှိတာကြောင့်နာမည်ကြီးနေခဲ့တာကတော့ဂျိုးဇက်လို့ခေါ်ပါတယ်။နာမည်ရင်းကတော့ဂျိုးဇက်ဝတ်စ်ဝီလီယမ်ဖြစ်ပြီးတော့အမေရိကန်နိုင်ငံချီကာဂိုမြို့မှာအခြေချနေထိုင်ခဲ့တဲ့သူပါ။သူကငယ်စဉ်ကတည်းကအများနဲ့မတူတဲ့ယောဂတစ်မျိုးရှိနေခဲ့ပါတယ်။အဲဒါကတော့သူ့စီမှာမွေးရပါယောဂတစ်ခုဖြစ်တဲ့ autophagy syndrome ဆိုတဲ့ယောဂကြီးကရှိနေခဲ့တာဖြစ်ပါတယ်။မြန်မာလိုပြောရမယ်ဆိုရင်တော့သူ့မှာကမွေးကလေးကပါဇက်နဲ့မေးရိုးကြွသားများလုံးဝမရှိတဲ့ယောဂကိုငယ်စဉ်ကတည်းကအပြည့်အထန်ခံစားနေခဲ့ရတာဖြစ်ပါတယ်။ဒီယောဂကြောင့်ပဲသူ့ရဲ့အကြအာယုံအနက်ခံအာယုံတွေကလည်းတာမန်လူလိုမျိုးလုံးဝမကောင်းပါဘူး။ဒါပြင်လူတစ်ယောက်စကားပြောဖို့အတွက်လည်းအဓိကနေရာဖြစ်တဲ့ပါဇက်ကလည်းမပါရှိတာကြောင့်သူ့အနေနဲ့စကားမပြောနိုင်အစာမစားနိုင်တဲ့အထိပါဖြစ်နေခဲ့ရတာပါ။လူတွေဟာအစာမရှိဘဲနေထိုင်ရင်အသက်သေဆုံးနိုင်မှာဖြစ်တာကြောင့်ဂျိုးဇက်ကိုအသက်ရှင်နိုင်မဲ့နီလန်ကတော့သူ့လယ်ပင်ရဲ့ဘေးဘက်မှာအစာပြုံလေးတစ်ခုကိုထားပေးထားရတာဖြစ်ပါတယ်။အာဟာရရရှိဖို့အတွက်ကိုလည်းသူဟာအရေးကြဲတွေသာကြိတ်စားရတာဖြစ်ပြီးတော့လယ်ပင်တွေကိုအစာပြုံနဲ့တဆင့်ထိုးထည့်ကအာဟာရရရှိဖို့အတွက်မျှဝေရတာပါ။ဒီလိုမွေးရပါယောဂကြောင့်ပဲဂျိုးဇက်ဟာတာမန်လူတွေကြားထဲမှာတော့တင်ငယ်ခဲ့ရတာမျိုးတွေလည်းရှိခဲ့ရကြောင်းကိုသူကဆိုပါတယ်။ဒါပေမဲ့အသက်ရှင်နိုင်ရမယ့်နီလန်ကဒီတလန်းနဲ့သာရှိတာကြောင့်သူ့အနေနဲ့အစာအာဟာရရရှိဖို့အတွက်အခုလိုပဲစားတောင်းနေထိုင်ခဲ့ရတာဖြစ်ပါတယ်။တချို့လူတွေကတော့ဒီမေးရိုးနဲ့ပါဇက်မရှိတာကိုဆက်လို့ရတယ်ဆိုပေမဲ့လည်းထင်သလောက်တော့လုံးဝမလွယ်ကူခဲ့ပါဘူး။ဂျိုးဇက်ဟာပါဇက်နဲ့မေးရိုးပြန်ရဖို့အတွက်ခွဲစိတ်မှုတွေအကြီးကြီးလုပ်ခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။သူ့ရဲ့ခန္ဓာကိုယ်ကလည်းခွဲစိတ်မှုတွေကိုလုံးဝလက်မခံခဲ့တာကြောင့်အတော်လေးကိုအကျက်ရိုက်ခဲ့ရတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်ပဲသူခွဲစိတ်လိုက်တိုင်းနာကျင်မှုကလွဲရင်တခြားကောင်းတဲ့အရာကဘာမှမရှိတော့တာကြောင့်သူ့အနေနဲ့လက်လျှော့ခဲလိုက်ရပါတယ်။သူဟာဘဝမှာခန္ဓာကိုယ်ချွေရင်းချက်ရှိခဲ့ပေမဲ့လည်းလက်မလျှော့ခဲ့ပါဘူး။တာမန်လူလိုမျိုးစိတ်သက်တမ်းမာသွားရှိပြီးတော့အင်ကိုလည်းထောက်ပံ့ပေးနိုင်ဖို့အလုပ်လဲလုပ်ခဲ့ပါတယ်။လက်ရှိမှာတော့သူဟာသူ့မှာအရန်ချစ်ရတဲ့သူတဦးလည်းရှိနေပါတယ်။အဲ့ဒီလူကတော့ဗန်နီကာလို့ခေါ်တဲ့အမျိုးသမီးပါ။သူဟာအဆိုပါအမျိုးသမီးနဲ့2018ခုနှစ်မှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီးတော့အစပိုင်းမှာတော့ဂျိုးဇက်ကြောင့်လန့်ခဲ့ရတယ်လို့သူမကဆိုပါတယ်။နောက်ပိုင်းမှာတော့ဂျိုးဇက်ရဲ့သိမ်မွေးလာတဲ့စိတ်ထားတစ်ခုကြောင့်သူမအနေနဲ့ဂျိုးဇက်ကိုတနာသွားခဲ့ပါတယ်။ဂျိုးဇက်ကတော့ဗန်နီကာဆိုတဲ့အမျိုးသမီးကိုမြင်မြင်ချင်းကြွေသွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီအမျိုးသမီးကလည်းသူ့အဖို့ကိုနားလည်မှုအပြည့်ရှိတယ်လို့ဆိုပါတယ်။ဂျိုးဇက်ဟာစကားမပြောနိုင်တဲ့သူဖြစ်တာကြောင့်သူ့အနေနဲ့တခုခုဆိုရင်ဖုန်းကနေပြီးတော့စာပို့ရပါတယ်။ဒါအပြင်လက်ဟန်ချေရန်မူရတွေနဲ့ပဲသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုစတင်ခဲ့ရတာဖြစ်ပါတယ်။ဗန်နီကာကဂျိုးဇက်အတွက်တော့ဖျားပေးတဲ့ဆုလက်တစ်ခုလိုဖြစ်နေပြီးတော့ချစ်စရာလည်းကောင်းခဲ့ပါတယ်။သူတို့ခင်မင်းရင်းနှီးသွားကြပြီးနောက်ပိုင်းမှာတော့တဆင့်တက်ကတွဲတဲ့အဆင့်အထိကိုရောက်သွားခဲ့ပါတယ်။ဗန်နီကာအိမ်ဘက်ကတော့ဂျိုးဇက်နဲ့တွဲတာကိုသဘောမတူခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဂျိုးဇက်ကဒုက္ခိတဖြစ်နေလို့ပါ။နောက်ပိုင်းမှာတော့ဗန်နီကာရဲ့အိမ်ကဂျိုးဇက်ကိုလိလာခဲ့ပြီးတော့သူဟာခန္ဓာကိုယ်မှာချိုးရင်းခဲ့ပေမဲ့ဂျိုးဇက်ရဲ့စိတ်သဘောထားပြေဝမှုနဲ့လူသားဆန်မှုကသူတို့ရဲ့သမီးပေါ်အပြည့်အဝရှိနေကြောင်းကိုမြင်တွေ့ခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့နှစ်ဖက်မိဘတွေကသဘောတူသွားခဲ့ကြပြီးတော့ပတ်ဝန်းကျင်ကတော့သူတို့နှစ်ဦးတွဲသွားတွဲလာလှုပ်တာကိုကြည့်ပြီးတော့လှောင်ပြောင်ခဲ့ရတာတွေတော့ခံခဲ့ရတာဖြစ်ပါတယ်။အများစုကတော့ဗန်နီကာကိုငွေမက်လို့ချစ်တာဆိုပြီးတော့ဆိုကြပေမဲ့တကယ်တမ်းမှာတော့ဂျိုးဇက်ကိုချစ်တာကသူ့ရဲ့ဖြူစင်ပြီးတော့ဟန်မဆောင်တတ်တဲ့စိတ်ထားတစ်ခုကြောင့်သာဖြစ်ကြောင်းကိုဆိုပါတယ်။တခြားတက်မှတ်မှုတွေမမောမှုတွေလည်းလုံးဝမရှိခဲ့လို့သာသူတို့နှစ်ဦးကဒီကနေ့အချိန်အထိကိုရှိနေသေးတာကြောင့်သူတို့ရဲ့ချစ်ချင်းကတော့အတွေ့အကြုံစရာဖြစ်လို့နေတာဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။